အားလုံးမင်္ဂလာပါခင်ဗျဒီနေ့လဲဆိုင်ကယ်တစ်စီးရောက်လာပြန်ပြီအဲ့ဒါတင်ငယ်ကြီးတို့ကျွန်တော်ဘယ်လိုပြောမလဲလွယ်တကူဖြည့်ရှင်းနည်းကိုကျွန်တော်ပြပါမယ်ဘယ်လိုမျိုးဖြည့်ရှင်းလဲဆိုတော့โอเคဒီကောင်တော့ဒီ blade ကြားနေပါတယ်ဒီဆိုင်ကယ် blade ကြားနေပါတယ်အဲ့ဒါကို blade ကြားတာကိုဘယ်လိုမျိုးဖြည့်ရှင်းမလဲဆိုတော့ကျွန်တော်ပြပါမယ်ဒီ point C ပေါ့နော်ဒီ point C ကဘယ်လိုပြောမလဲတအားကြားနေတယ်ပေါ့နော်ကြားနေတယ်ဆိုတော့ကျွန်တော်တို့လေးစင်းလှုပ်တဲ့အလုပ်ထဲမှာပေါ့နော်ဒီ point C ကကျွန်တော်တို့ point C ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ C လိုက်တာမရတာလိုမျိုးကြားတာပေါ့ဗျာပြောမှဆိုကြားတဲ့နည်းကိုကျွန်တော်တို့ကအလွယ်ဆုံးနည်းအောင်ဖြစ်အောင်လို့ကျွန်တော်ပြပါမယ်လွယ်လေးပါဒါပေမဲ့သိချအောင်တော့ကြည်ဖို့လို့တာပေါ့နော်ကျွန်တော်လုပ်တဲ့ထဲမှာဟိုဗီဒီယိုမကြော်ဘဲနဲ့သိချအောင်ကိုကြည်ပြီးလို့ရှိရင်တစ်ခါပဲကြည်ဗျာတစ်ခါကြည်လို့ရှိရင်လောက်တာဝါပြီဗျာအဲ့လိုမျိုးโอเคလွယ်ဆုံးနည်းကျွန်တော်ပြမယ်โอเคအခုကတော့ဘိန်းတအားကြာနေပါတယ်ဘိန်းလုံးဝလှည့်လို့မရပါဘူးလှည့်လို့ရပါတယ်ဗျာအဲ့မဲ့တအားကြာတယ်ပေါ့နော်ဒီကျွန်တော် blade ဆွဲပေါ်လေးဆွဲသားဒီလိုမျိုးဖြစ်နေတယ်โอเคဘယ်စာတုံးလေးပြောအောင်လွယ်ဆုံးနည်းကျွန်တော်ပြမယ်အဲ့တော့နော်ဘောတယ်နေလို့ဘောတယ်လို့မျိုးလောက်ကျမယ်ဂျယ်လက်တော့လူကြည့်တယ်နည်းနည်းဂျယ်လက်တော့ဂျယ်လက်ကတော့ချင်းတို့ဒီကောင်ကြည့်ကြပါနားရလို့ဒီချင်းပေါ်လေးဒီလိုမျိုးကျွန်တော်တို့ကြီးနေစီရပါမယ်ဒီကောင်တခြားနေစီလို့မရဘူးဒီ blade ကိုကျွန်တော်ကြီးကိုနိုင်ပါတယ်โอเคဟုတ်တယ်blade ကိုကျွန်တော်ကြီးနေစီရပါမယ်ကျွန်တော်စင်နေဒီစက်ကမှတင်ခဲ့ပါကျွန်တော်ဘယ်လိုတရှူချတာပေါ့တရှူနဲ့ယူလိုက်ပေါ့โอเคထွက်လာပါပြီကလေးထွက်လာပါပြီဒီကောင်ဘယ်လိုကြားလို့လဲကျွန်တော်ပြောကြိုးရတယ်ကြိုးလို့ရှိရင်ကျွန်တော်တမှုလေးပြောလို့ရှိရင်မနေကြရမယ်ကြားလို့ရှိရင်ခိုင်းပြောရတယ်ဟုတ်ကဲ့ဆွဲတော့ဒီဘာမှပြောနေနော်ဒီကနေကျိုးလို့အဲဒီမှာတနေ့ဆုံးအရှင်းလို့ရပါမယ်အရှင်းလို့တော့ကျွန်တော်ဆောင်းကဲရိုက်ကြည့်မလားโอเคကျွန်တော်ဒီကောင်မလဲခင်ကျွန်တော်ဒီမှာပေါက်သေးလေးရှိတယ်ပေါက်သေးလေးကိုကျွန်တော်တက်ရှင်းလုပ်ပြရမယ်ဒီပေါက်လေးပေါက်လို့ကြာလို့ကြည့်ပါနော်ဒီကျွန်တော်တို့ဒီ blade ကျိုးအစားနဲ့ကျွန်တော်ထုတ်လိုက်ပါတယ်โอเคပေါက်ပြီဆိုရင်ဒီဆိုတာဘယ်လိုလဲတက်ရှင်းပိုင်းပေါ့နော်တက်ရှင်းပိုင်းတော့ပြီးโอเคအဲ့ဒါကိုဝယ်တိုင်းလို့စားထဲပြီးတော့ကျွန်တော်စားထဲလို့ရှိရင်ဒီကောင်လေးကိုထည့်ရပါတယ်နော်မပြင်းမင်းလေးထည့်ရမယ်ရှင်းနော်โอเคဒီကောင်လေးကိုမပြင်းမင်းလေးထည့်ရမှာမယ်နည်းနည်းတော့မဟုတ်ဘူးညာခံကြည့်ပေးရဒါပြโอเคဝင်ပြီးနောက်တိုင်းလို့ဒီမှာဒီကောင်လေးထည့်ပြီးလို့ရှိရင်โอเคတိုင်းလို့စားထဲပြီးတော့ကျွန်တော်တို့အဓိကနေရရောက်ပြီးနောက်သိချာလေးကြည့်ပေးပါအဲ့ဒီမှာကျွန်တော်တို့ထည့်ပြီးโอเคပေါ်စီတပွဲဝင်ပြီနော်တပွဲဝင်ပြီဆိုခဏလေးထားတော့အကုန်လုံးမထည့်လိုက်နိုင်ဘူးနော်ကျွန်တော်ကလေးထဲမယ်ကလေးကိုကျွန်တော်တို့ဒီမှာတဝိုင်းပဲထဲတော့ကလေးတဝဲထဲပြီးတော့ထားထားဦးမှဒီမထဲသေးဘူးနော်တော်ယူကျွန်တော်စီထဲပဲပြီးလို့ရှိရင်ဘလိစီနော်ဒါဘလိစီတခြားစီမထဲရဘူးတဝဲသားထဲလဲဗျာထဲပြီးလို့ရှိရင်ဒီမှာဒီဟာပြဒီမှာကျွန်တော်တို့စီချူတယ်ဘောပေါ့နော်ဒီမှာဒီပုံးလေးတာနေတယ်အဲ့ဒီပုံးလေးကျွန်တော်တို့ဘယ်လိုမျိုးလေးခိုးတဲ့ဟာလေးကိုအောင်ဒီဖာလာမနဲ့နေပေါ့နော်ကျွန်တော်လာမလေးလက်ချက်လေးကြည့်နော်အဲ့ဒါဆိုကုံဝင်လာလိုက်လို့လွယ်ပြီမကုံသေးဘူးခဏလေးတိုင်းလို့တိုင်းနေလို့โอเคကုံပြီဆိုရင်ကျွန်တော်တို့ထည့်လို့ရပြီ point C ကိုဒီ point C ကိုကျွန်တော်တို့အရင်အကုန်လုံးမထည့်ရအောင်တော့ဒီမှာတဝဲထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးမှနောက်မှအကုန်လုံးထည့်တယ်โอเคပြီးတော့ဆိုရင်တော့ဟိုပါသေးဘူးနော် point C ဝင်ပြီ point C ဝင်ပြီလို့ရှိရင်ကျွန်တော်တို့ကဒီအပြည့်ဒီဖုန်းကားတဲ့ point C ပေါ့နော်သဲလေးပါလေးမဝင်အောင်ကားတဲ့ point C ကျွန်တော်ထည့်ပြီးတခါတည်းရောက်အောင်လာလိုက်လို့နှစ်ခါတော့ချူစရာမလိုဘူးစီလိုက်စရာမလိုဘူးတခါတည်းပြီးသွားပြီအဲ့ဒါဆိုရင်မနာတခါတည်းရောက်သွားပြီစီချူစရာမလိုဘူးတခါတည်းပြီးသွားပြီလာလိုက်လို့ဒီမှာတခါတည်း okay သွားပြီဒီမှာ
bến là gì này ok ok đi ra này alo bố xin bị trả bao gì rồi phong ở đây phong này vì mình nói đây rồi mà ta lười rồi nó nhà này cho lâu lẽ số khăn rồi đi cho nó bác sĩ thầy nhiều tới trả lấy xin lên cắt cái này ok để làm cái đầu anh nhớ là mệt về nào ok cho nó bắp xin lấy xem lùi ra để hộ ở mà có chơi xem lùi thì mà ta khai đã đi qua đây đi nữa rồi cho nó tì đây như cô đi tuổi rồi lùi ra bọn nó đâm mà tì đây lùi tuổi rồi ta khai khai vào đấy cho nó đâu lấy lùi về sao đó rồi cho nó đi quay siêu cho nó cái lấy vào đấy con nó theo vào này đi mà xịt theo rồi đi con chơi đấy hộ xem muli vô cho nó xì lấy đây bỏ ra xì lấy đây đâm mà mấy áo cái chuyện đó cho đây bây giờ đã nhà mày hầu giá cho đồ bây mà xem mini nó sẽ là lời mà hầu cho đồ tan này rồi lại lời đấy aku cho nó bây giờ ní này xuôi lời đi khả năng lấy vậy như cô đồ để trả lời video để trả lời chỉ lại rồi xin ta khai vậy chị xuôi nào xuôi lời qua lại mày cho đồ ông mà lấy chơi xem là aku này ta mà vào đi mà biwa rồi đó ta khai ra biwa đấy bộ alo ní này lời vậy ok alo go xin bây giờ vậy nào video mà tiếp đi bye bye